မဆုံခအိုးလွန့်ပြစ်မလို့ဗျဒီမှာကြည့်ပါအောင်ဗျာကြော်တယ်ဗျာချစ်တယ်ဗျာပြီးတော့ဆေးတယ်ဒါတွေဖြစ်ကုန်တာဒါမကောင်းဘူးလေနော်ဒါတော့လူတိုင်းသိပြီးသားကျွန်တော်လည်းသိတယ်ဒါပေမဲ့အလုံးနဲ့အိမ်နဲ့ချက်တာစားတာပြုတ်တာသွားတာလာတာနဲ့တတိမထားမိဘူးဗျာဒီနေ့မှတတိထားမိတာဒီမှာဒါပိုက်ထဲဝင်သွားပြီလေပဲကောင်းမလဲဒါယောဂရတာပေါ့နော်ကျမ်းမာရေးအတွက်မကောင်းဘူးလေဗျာချင်းမိတ်ဆွေတို့လည်းသိပါတယ်ကျွန်တော်ဆရာကြီးလှုပ်ပြီးတော့တက်ပြောတာမဟုတ်ဘူးတတိမမှုကူမမြင်ကျွန်တော်တို့ကတတိမထားမိတာဒီနေ့လွန့်ပြစ်မယ်ဗျာဒီမှာတော့ဒါမကောင်းဘူးလေကြည့်ကြပါအောင်ဗျာအိုးတစ်ဝယ်လာပြီဟိုနေ့ကတခါတလေကျွန်တော်တို့ကဘဝမှာတည်တဲ့အတိုင်းပဲစိတ်ဖိစီးမှုတွေအများများတယ် stress များတယ်အလုတ်အိမ်လှုပ်ရှားတွေးရှားတယ်အများများတော့တတိမထားမိကြဘူးဗျာအခုကျွန်တော်တတိထားမိတော့လွန့်ပြစ်မှာအဲ့ဒါနဲ့ချိမိတ်ဆွေတို့တခါတည်းနိုးစော်လိုက်တာဆရာကြီးလောက်တာမဟုတ်ဘူးတတိပေးလိုက်တာကိုမိဖို့ဆောင်တော့စစ်ကြည့်ပါအခုဒါမျိုးတွေရှိရင်လွန့်ပြစ်လိုက်ဗျာအတစ်ဝယ်ဗျာဟုတ်လားကျမရဲ့အတွက်အရင်ရေးကြည့်လို့မျှဝေခြင်းဖြစ်ပါတယ်မဆုံခတိုက်ရမယ့်ရွေးစဲဖြစ်ပါတယ်အမေရိကရောက်ရှမ်းတယောက်ပါဒီနေ့အမိုက်ပြစ်တဲ့ရက်ဗျာကွက်တိပဲအိုးလွန့်ပြစ်မှတော့ဒီအဖုံးတွေလည်းမလို့လေတော့ဘာလို့မလဲဒါတွေလည်းလွန့်ပြရမှာကျွန်တော်တို့အိမ်မှာမလို့အပ်ပဲနဲ့ပစ္စည်းတွေအများကြီးပုံထားတာလုံးဝမကောင်းဘူးတဲ့အိမ်အတွက်လုံးဝမကောင်းဘူးတဲ့အိမ်ဆိုတာရှင်းရှင်းလင်းလင်းရိုးရိုးရှင်းရှင်းထားရတယ်လို့သိရတယ်ဗျတခါတလေကျွန်တော်တို့စိတ်ရှုပ်ထွေးတယ်ဆိုတာဒါတွေကြောက်မြောက်ဒါတွေဟာ negative energy တွေတဲ့ဒါ energy စိတ်ပိုင်းဆိုင်ရာလေ့လာတဲ့လူတွေနားလဲတယ်ဗျပစ္စည်းတိုင်းမှာ energy ရှိတယ်တဲ့တချို့ပစ္စည်းတွေက positive energy ဥပမာကမုံလေးတွေဒါတွေက positive energy ဗျအပင်လေးတွေတစ်တီးလေးတွေအဆုပ်ပလောက်တွေဟိုအနာရှိတဲ့ဟာတွေကွဲတဲ့ဟာတွေအဲ့ဒါတွေက negative energy တွေဗျမကောင်းဘူးအဲ့ဒါကြောင့်လွန့်ပလိုက်ဘဝဆိုတာရိုးရိုးရှင်းရှင်းနေရိုးရှင်းလေစိတ်ချမ်းသာလေပဲစစ်ကြည့်ကြဗျာကိုအိမ်ကိုတတိလာပေးတာဆရာကြီးလောက်တာမဟုတ်ဘူးနော်ချိမိတ်ဆွေတို့လည်းအလောက်ရှုပ်တယ်ကျွန်တော်သိတယ်တတိထားမိမှာမဟုတ်ဒီဗီဒီယိုကတတိပေးတဲ့ဗီဒီယိုဖြစ်ပါတယ်အားလုံးအဆင်ပြေကြပါစေဗျာပျော်ရွှင်ကြပါစေဗျာချမ်းသာကြပါစေဗျာပေးကင်းကြပါစေဗျာမဆုံခကဲဒီနေ့အမိုက်ပြစ်တဲ့နေ့ဗျကွက်တိပဲတခါလေးလွန့်ပလိုက်တာဒီအိုးမကောင်းမှလည်းတည်တယ်အန်ဒရရှိမှလည်းတည်တယ်ကျွန်တော်ဒါဆက်သုံးမယ်ဆိုရင်အိုးရဲ့အပြစ်မဟုတ်တော့ဘူးကျွန်တော်ရဲ့အပြစ်ဖြစ်သွားပြီမြည်သူမပြုတ်မိမှုတယ်ဗျတင်ခန်းစာယူတတ်ကြပါစေမဆုံခ